အားလုံးပဲမင်္ဂလာပါလောင်းကစားအိမ်ကိုဝင်ရောက်ရှာဖွေဖမ်းဆီးတဲ့နေရာမှာဘယ်သူတွေကဝင်ရောက်ပြီးတော့ဖမ်းဆီးနိုင်တယ်လဲဆိုပြီးမေးမြန်းထားတဲ့မေးခွန်းကိုဥပဒေဘူးတူတိုင်းအနေနဲ့ဆွေးနွေးပေးသွားမှာပဲဖြစ်ပါတယ်လောင်းကစားအိမ်ကိုဝင်ပြီးတော့ဖမ်းမယ်ဆိုလို့ရှိရင်မြို့နယ်အုပ်ချုပ်ရေးမှူးဒါမှမဟုတ်ရင်မြို့နယ်ရဲတပ်ဖွဲ့မှူးကသူ့ရဲ့သက်ဆိုင်ရာမြို့နယ်အတွင်းမှာပေါ့နော်နောက်တစ်ယောက်ကကျတော့စခန်းမှုကသူ့ရဲ့သက်ဆိုင်ရာရဲစခန်းနယ်မြေအတွင်းမှာလောင်းကစားအိမ်မှာလောင်းကစားနေတယ်ဆိုပြီးတော့ယုံကြည်ရလောက်တဲ့သတင်းရမယ်။ဒါမှမဟုတ်လို့ရှိရင်ယုံကြည်ဖို့အတွက်ကိုတခြားလုံလောက်တဲ့အကြောင်းပြချက်တွေရှိနေမယ်ဆိုလို့ရှိရင်ဒီသတင်းတွေဒီအကြောင်းပြချက်တွေကိုရေးမှတ်ပြီးတော့သူကိုယ်တိုင်လောင်းကစားအိမ်ကိုဝင်ရောက်ပြီးတော့ရှာဖွေဖမ်းဆီးနိုင်ပါတယ်။နောက်တစ်ယောက်ကကျတော့မြို့နယ်အုပ်ချုပ်ရေးမှူးကနော်သူ့ရဲ့သက်ဆိုင်ရာမြို့နယ်ကနေပြီးတော့ဒီဒူရဲအုပ်အောင်မနှိမ့်နဲ့ရဲရရှိတူကိုဒါမှမဟုတ်ရင်ထွေအုပ်ချုပ်ရေးဦးစီးဌာနကစီမံခန့်ခွဲရေးဝန်ထမ်းအဆင့်1အောင်မနှိမ့်နဲ့နိုင်ငံဝန်ထမ်းတူကိုဝန်ထမ်းထုတ်ပေးပြီးတော့လောင်းကစားအိမ်ကိုဝင်ရောက်ရှာဖွေဖမ်းဆီးစေနိုင်ပါတယ်နောက်တစ်ခုကကြတော့မြို့နယ်ရဲတပ်ဖွဲ့မှူးကနော်သူကိုယ်တိုင်ကြီးကြပ်ကိုခဲ့ရတဲ့ရဲရရှိတူအဲ့ရဲရရှိရလဲခုနလိုပဲဒူရဲကိုအစင်အောင်မနေနဲ့ရဲရရှိတူကိုဝန်ထမ်းထုတ်ပေးပြီးတော့လောင်းကစားအိမ်ကိုဝင်ရောက်ရှာဖွေဖမ်းဆီးစေနိုင်ပါတယ်နောက်တစ်ချက်ကကျတော့ရက်ကွက်တွေကြေးရွာအုပ်စုတွေပေါ့နော်မြို့နယ်မရှိဘဲနဲ့ရက်ကွက်ကြေးရွာအုပ်စုတွေရှိနေမယ်ဆိုလို့ရှိရင်ဒီရက်ကွက်ကြေးရွာအုပ်စုရဲ့အုပ်ချုပ်ရေးမှူးကကြေးရွာတာဝန်ခံဒါမှမဟုတ်ရာအိမ်မှူးဆယ်အိမ်မှူးတဦးပါဝင်အနည်းဆုံး2ဦးပါဝင်ပြီးတော့သက်ဆိုင်ရာရက်ကွက်ကြေးရွာအုပ်စုအတွင်းမှာလောင်းကစားအိမ်မှာလောင်းကစားနေပါရဲ့ဆိုပြီးတော့ယုံကြည်ရလောက်တဲ့သတင်းရမယ်နော်ခုနကလိုပဲယုံကြည်ဖို့အတွက်ခိုင်လုံတဲ့အကြောင်းပြချက်တွေရှိနေမယ်ဆိုရင်ဒီသတင်းတွေဒီအကြောင်းပြချက်တွေကိုရေးမှတ်ပြီးတော့သူကိုယ်တိုင်တွားရောက်ပြီးတော့ရှာဖွေဖမ်းဆီးနိုင်ပါတယ်နောက်တစ်ခုကခုနကလိုပဲเนาะရက်ကွက်အကြီးရွာအုပ်ချုပ်ရေးမှူးကဒီသက်ဆိုင်ရာရက်ကွက်အကြီးရွာအုပ်စုအတွင်းမှာဒီဒူရဲကိုဆင်အောင်မနှိမ့်နဲ့ရဲရရှိကိုဒီသက်ဆိုင်ရာရက်ကွက်အကြီးရွာအုပ်စုမှာရှိနေတဲ့เนาะတာဝန်ခံရာအိမ်မူဆယ်အိမ်မူတွေပါဝင်တဲ့အဖွဲ့ကိုဝန်ထမ်းထုတ်ပေးပြီးတော့လောင်းကစားအိမ်ကိုတွားပြီးတော့ဖမ်းဆီးစေနိုင်ပါတယ်ဒါကတော့လောင်းကစားအိမ်ကိုဘယ်သူတွေကဝင်ရောက်ပြီးတော့ရှာဖွေဖမ်းဆီးနိုင်တယ်လဲဆိုပြီးတော့မေးမြန်းထားတဲ့မိကွန်းလေးကိုဆွေးနွေးပေးသွားတာပဲဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်